တယ်ပုံမြင်ဆိုကြိုက်တယ်ဟုတ်လားအေးပါ yeah very good တခါတော့တဲ့နော်တခါတော့ရွာတရားမှာရဲ့ရှေ့မှာဘာရှိလဲဆိုရင်ရွာတရားရဲ့ရှေ့မှာဘာကြီးရှိလဲဆိုတော့ညောင်ပင်ရှိတယ်တဲ့ဘာရှိလဲညောင်ပင်ရှိတယ်တဲ့အဲ့ညောင်ပင်ရှိတဲ့ခါမှာကျတော့အဲ့ညောင်ပင်ပေါ်မှာအပြည့်အစုံမြောက်တွေရှိတယ်နော်မင်းတို့ငါတို့နဲ့နည်းနည်းအမျိုးတူမလားမသိဘူးမြောက်တွေရှိတယ်တဲ့အဲ့မှာရွာမှာလည်းဗာလဲဆိုအုတ်ထုတ်ရောင်းတဲ့သူတယောက်ရှိတယ်တဲ့အုတ်ထုတ်ရောင်းတဲ့သူအုတ်ထုတ်ဆိုပြီးတယောက်ဝင်တယောက်ထက်တော့တာဖြစ်ချင်နေရာလဲအရန်ပူတယ်တဲ့ပူတဲ့ခါမှာကျတော့တဲ့သူအထက်တက်ကိုရွာအဲ့အရန်လဲအိတ်လဲအိတ်ချင်လာပြီနေ့လဲကျတော့ပူလဲဆိုမခံနိုင်တော့ဘူးဆိုပြီးတော့အုတ်ထုတ်တွေကိုယူဘေးနားမှာချပြီးတော့တဲ့ thank you အုတ်ထုတ်ကိုဘေးနားမှာချပြီးတော့ကျတော့ရောင်းတယ်ဘာလို့ရောင်းလို့မရဘူးလားအဲ့ဒါအုတ်ထုတ်တွေဘေးနားချပြီးကျတော့အုတ်ထုတ်တစ်ခုယူပြီးကာပြီးတော့ကျတော့အဲ့ဒါအိတ်ပျော်သွားတယ်တဲ့နိုးလဲနိုးလာရောတဲ့အုတ်ထုတ်တွေမရှိတော့ဘူးတဲ့ပေါ်မော့ကျတွေကျတော့မြောက်တကောင်စီမှာအုတ်ထုတ်တစ်လုံးစီတွေးတော့တယ်တဲ့ဟာဒုက္ခပဲမြောက်တွေကသူ့ရဲ့ဘာကိုယူထားရလဲအုတ်ထုတ်ကိုယူထားရတာအဲ့ဒါယူထားတဲ့ကမှကျတော့ခဲနဲ့ပေါက်တော့ကျတော့လည်းမရဝိတ်ပျော်တော့လားမြောက်ဆိုတော့ဒီမှာဒီလိုက်လားမြောက်လားအဲ့ကျတော့အုတ်ထုတ်ကိုယူပြီးတော့ကျတော့ဆော့တယ်လေအဲ့ဒါဒီကောင်လည်းအကျဉ်းညာခဲနဲ့ပေါက်လို့လည်းမရပဲလည်းပြောလို့6လို့လည်းမရမြောက်တွေကလုံးဝမကြောက်ဘူးသူတို့ရဲ့နေရလေအဲ့ကျတော့ဘာလုပ်လဲဆိုတော့ကျတော့ဒီလူကအကျဉ်းညာရတယ်တဲ့အုတ်ထုတ်သူ့စီမှာကင်ထားတဲ့အုတ်ထုတ်ကတော့ပါမသွားဘူးအဲ့ပြဟူးလုံးတဲ့ခါမှာမြောက်တယ်လေဟူးတဲ့အဲ့ပဲလေအုတ်ထုတ်ကိုစောင်းပြတဲ့ခါမှာမြောက်တယ်လေဝုတ်စောင်းကြတယ်တဲ့အဲ့ဒါပြအုတ်ထုတ်ကိုချွတ်တဲ့ခါမှာလေဝိတ်တော့လေဝိတ်ဆိုပြီးချွတ်တယ်တဲ့အဲ့လူကမြောက်ထဲတော့တာတာပေါ့နော်အုံနောက်ကဆိုတော့အဲ့ဒါပြီးတော့အဲ့ဒါအုတ်ထုတ်ကိုယူပြီးကျတော့ဝီးဆိုပြီးပြစ်လိုက်မြောက်တယ်လေကောင်ဝီးဆိုပြစ်လိုက်တာလိုက်ကောက်တယ်လေလို့ပုံမြင်မပြီးသေးဘူးအဲ့လိုလိုက်ကောက်တယ်လို့သိထားတဲ့အဲ့ဒီအုတ်ထုတ်ရောင်းတဲ့သူရဲ့မြီးကအုတ်ထုတ်ပြန်ရောင်းနေတယ်ဟုတ်ပြီနော်အဲ့ဒီပုံမြင်ကသူ့အဖိုးဖြစ်ခဲ့တာအဲ့သူကမြီးလှည့်ရောက်နေပြီအဲ့နဲ့မြီးကနေမှကြာပါလဲဆိုရင်အဲ့ဒါမကြောက်ဘူးဒီမြောက်တည်ရဲ့အုံနောက်လောက်ကတော့ငါအဖိုးကနိုင်ပြီးသားအဲ့ကျတော့ तू ကလည်းအုတ်ထုတ်ရောင်းစားနေတာအဲ့ကျတော့ तू ကထားပြီးကျတော့မြောက်တွေကိုလုံးဝမကြောက်ဘူးအဲ့နဲ့ပြီးတော့အဲ့ဒါအေးစစ်သူ့စီမှာနီးပညာရှိပြီးသားအဲ့ကျတော့နေမှာအုတ်ထုတ်ထမ်းရောင်းရင်အဲ့ဒါကိုဘေးနားမှာချပြီးတော့ तू ကလည်းအိပ်ပျော်သွားတယ်တဲ့မြီးဖြစ်သူကအဲ့ရနိုးလဲနိုးလာရောထင်ထားတဲ့အတိုင်းပဲမြောက်တွေစီမှာပါရှိနေပြီလေအုတ်ထုတ်သူကလည်းသူ့ရဲ့ပညာအသုံးအဖိုးရဲ့ပညာပါနော်ပြီးအုတ်ထုတ်ကိုကြိုက်ပြီးတော့အိုးတဲ့မြောက်တယ်လေအိုးတဲ့နော်ပြီးတဲ့အုတ်ထုတ်ကိုဝုတ်ဆိုပြီးလှုပ်တဲ့ခါမှာမြောက်တယ်လေဝုတ်ဆိုဆောင်းနေတယ်အုတ်ထုတ်ကိုဝုတ်ဆိုချုပ်လိုက်တဲ့ခါမြောက်တယ်လေဝုတ်ဆိုချွတ်တယ်လေပြီးတော့ဖူးဆိုပြစ်လိုက်တဲ့ခါမှာတယောက်မှမပြစ်ဘူးတကောင်းမှမပြစ်တော့အဲ့နဲ့ပြောတယ်တဲ့မြောက်တကောင်လူစကားလဲကျင့်ထားတယ်ဟဲ့အောင်နဲ့မင်းနဲ့အဖိုးရှိတာမဟုတ်တယ်ငါတို့မြောက်တယ်လေအဖိုးရှိတယ်တဲ့ငါတို့အဖိုးခံခဲ့တယ်လို့ငါတို့မခံဘူးတဲ့လက်ခုပ်တီးပေးလို့ကွာမင်းတို့ကြိုက်လည်းမကြောက်ဘူးဟုတ်လားမြောက်တယ်မှာလည်းဘာရှိလဲအဖိုးရှိတယ်နော်လားအဲ့ဒါတော့လူတွေမှာလည်း generation ရှိတယ်လို့မြောက်တယ်မှာလည်းဗာလဲ generation ငါတို့အဖိုးခံခဲ့တယ်လို့ငါတို့ခံရလို့လားအမင်းတို့ငါပြောချင်တယ်လားပဲငါတို့အဖိုးတွေငါတို့ဘလို့ပဲပြော born poor is not your fault but died in poverty is your fault ဟုတ်လားအဲ့ဒါကဆင်းရဲပြီးမွေးလာတာငါတို့အပြစ်မဟုတ်ဘူးသူများတွေအပြစ်ထားကြပါဆိုတော့အပြစ်လည်းမတင်ပါဘူးဒါပေမဲ့ဆင်းရဲပြီးသေတာဘယ်သူအပြစ်လဲတို့အပြစ်နော်တို့အပြစ်အဲ့ကြောင့်မို့ကျွန်တော်တို့ဘဝမှာကျွန်တော်တို့လက်ထက်မှာကျွန်တော်တို့ရဲ့ပြစ္ဆုတ်ပံကာလရောက်နေပြီခင်ဗျာအဲ့ဘာခေါင်းစဉ်နဲ့ဟောနေတယ်ဆိုကျွန်တော်လည်းသိတော့မသိဘူးဟုတ်လားအဲ့ကျတော့ဘာလဲဆိုဒါဘာလဲ motivation ဘာလဲ topic အားပေးခြင်းတဲ့အနေနဲ့ဟောခြင်းဖြစ်တယ်ပြည့်စခေါင်းစဉ်တွေကတော့ကျွန်တော်ပြောနေတာကမင်းက be a voice အတိုင်းဝိုင်းထဲမှာအတန်ဖြစ်ပါစေဟုတ်တယ်မဟုတ်လားကိုပြောတဲ့စကားလုံးသူများဘာလို့ဘာလဲနားမထောင်တာလဲမိမိရဲ့မိသားစုမှာကိုကဘာဖြစ်လို့အတန်ဘာလဲပြောဆိုခြင်းတဲ့အတိုင်းမရလဲဆိုတာအဲ့ဒါအဖြေပေးတာမင်းတို့ကပြောတာမှာနံပါတ်1ဘာရှိရမှာလဲဘာလို့သိရမှာလဲ know your needs ပြည့်စုံတဲ့တပြည့်နဲ့ passion ပြင်းပြတဲ့စိတ်ဆန္ဒတတိယအချက်ကဘာလဲ
talent အစွမ်းစားထွက်လာလိမ့်မယ်နောက်ကြမှာပါလဲဆိုထိမ့်သိမ့်မှာပါလဲလူကောင်းဖြစ်စေတာက conscience အော်တာပါစိတ်နောက်ဆုံးဟာပါလဲအော်တာပါစိတ်အဲ့ဒါမျိုးရှိရသူဟာဆိုရင်အတန်မှာအဖွဲ့အစည်းမှာမိသားစုမှာဘာပဲပြောလူတွေကနေမှနားထောင်လာလိမ့်မယ်လောကဘယ်နေရာအဖွဲ့အစည်းမဆိုပြောနော်ဘယ်နေရာအဖွဲ့အစည်းမဆိုမင်းတကယ်လူဖြစ်ချင်တယ်မွေးလာတိုင်းလူဖြစ်တာမဟုတ်ဘူးကလေးပဲမွေးလာတာကလေးကနေမှလူဖြစ်အောင်လို့လူအတိုင်းဝိုင်းနောက်မှာပြန်ပြီးဝင်ရတာလူတယောက်အနေနဲ့ပြန်ပြီးတော့လောက်ရတာလူဆိုတာကမွေးလာတာကလေးပဲမွေးလာတာပဲဒါပေမဲ့လည်းတကယ်ပေါက်ရောက်တဲ့လူဒါမှမဟုတ်ဆိုလည်းဒီအစွမ်းစားရှိတဲ့လူဒါမှမဟုတ်လည်းနာမည်ကြီးစရာမလိုဘူးနာမည်ကြီးစရာမလိုဘူးအတုံးကြတဲ့လူတန်ဖိုးရှိတဲ့လူဖြစ်ဖို့ကကိုယ့်ကိုယ်တန်ဖိုးပြန်ပြီးထည့်ရတာလူတာတန်ဖိုးမရှိတဲ့သူတွေအများကြီးရှိတယ်အဲ့ကြောင့်ကိုယ့်တန်ဖိုးရှိတဲ့လူနေနဲ့လောက်အောင်မှာဈေးရှိတဲ့သူဆိုတော့ရတယ်ကျွန်တော်ကြိုက်တယ်လို့ပတ်စံပေးပါကျမရဲ့ကိုယ်ခန္ဓာကိုယူလိုက်ပါအဲ့ဒါကဈေးရှိတဲ့လူဟလားကျမကတညမှာဘယ်သူနဲ့အိတ်လိုက်တယ်ဆိုရင်ပတ်စံဘယ်နဲ့သိမ်းရတယ်ဆိုပြီးကြွားနေတဲ့သူတွေရှိတယ်အဲ့ဒါတန်ဖိုးရှိတဲ့လူမဟုတ်အဲ့ဒါဈေးရှိတဲ့လူနားလည်လားကျွန်တော်ရဲ့ဘာသာတူတွေအားလုံးကိုကျွန်တော်ကတန်ဖိုးရှိတဲ့လူဖြစ်စေချင်တာဈေးရှိတဲ့သူမဖြစ်စေချင်ဘူးရှင်းတယ်နော်တန်ဖိုးနဲ့ဈေးနဲ့ကွာတယ်လူတော်တော်များများကကိုဈေးဖြတ်ကြတယ်တန်ဖိုးမရှိတော့ခါမှာဈေးပဲဖြတ်ကြအမှန်တကယ်ကတန်ဖိုးဖြတ်ခိုင်းတာမဟုတ်ဘူးတန်ဖိုးရှိခိုင်းတာတန်ဖိုးရှိတဲ့လူတယောက်ဖြစ်စေခြင်းတာလူတော်တော်များများပတ်စံနောက်လာရင်လည်းဈေးဖြတ်ခိုင်းရတာဘဝတွေအကုန်လုံးပြီးသွားကြဘဝတွေအကုန်လုံးမိဘတွေကဘာမှမသိကျွန်တော်မြန်မာပြည်မှာလည်းအများကြီးပါပဲဒုနဲ့ဒေးပဲလူသမိုင်းမှာလူလောကမှာကဘာမှမဆန်းဘူးဟုတ်လားပတ်စံရပြီးရောဆိုတဲ့လူတွေအများကြီးနဲ့ရှင်ကြတယ်ပတ်စံနာကိုလိုက်တာမှန်တယ်ဈေးဖြတ်ခံရတာဘဝကိုလည်းကိုဈေးဖြတ်လိုက်တာငါဘယ်လိုလုပ်လို့အမှန်နဲ့တန်ဖိုးရှိတဲ့သူဖြစ်စေချင်တာတန်ဖိုးရှိတဲ့လူငယ်များဖြစ်စေချင်တယ်တန်ဖိုးရှိတဲ့ခရိယန်လူငယ်များခရိယန်များဖြစ်စေချင်တယ်တန်ဖိုးကိုနားလည်ပေးပါဈေးအဖြတ်မခံပါနဲ့ခမရပတ်စံနောက်ကိုမလိုက်ပါနဲ့ပြောတာတဲ့တန်ဖိုးရှိတဲ့သူနောက်ကပတ်စံကလိုက်လာလိမ့်မယ်စိတ်ချဒါလည်းလျှို့ဝှက်ချက်ပဲခမရသာတန်ဖိုးရှိတဲ့လူတယောက်တာဖြစ်ကြီးခမရနောက်မှာပတ်စံနေနဲ့ပေါက်ပြီးပေးချင်တဲ့သူတွေပတ်စံလည်းပေးတယ် thank you လည်းပြောတယ်ဟုတ်ပြီလားအဲ့ဒါလူအတိုင်းဝိုင်းကိုအကျိုးပြုတဲ့လူတယောက်အနေနဲ့ရပ်ပေးစေခြင်းတဲ့လူအတိုင်းဝိုင်းဆိုတာကမိမိရဲ့မိသားစုမှာလည်းခေါင်းဆောင်နိုင်တဲ့လူတယောက်ဖြစ်စေခြင်းတဲ့ခမရညောင်းနေဆိုရင်ခမရကိုနှိပ်ပေးမဲ့သူတွေရှိတယ်ခမရကိုလည်းအပြုံးနဲ့ကြိုဆိုမဲ့သူတွေရှိတယ်ခမရကလူအတိုင်းဝိုင်းကိုတန်ဖိုးရှိရက်တီပေးတဲ့အတွက်အဲ့ကြောင့်မမေ့ပါနဲ့ကိုဈေးမဖြတ်ပါနဲ့ကိုရဲ့တန်ဖိုးကိုပြန်ပြီးမြင့်တင်ပေးပါနားလေလားအဲ့ကြောင့်မို့ခုကျွန်တော်တို့နေဟလားလူအတိုင်းဝိုင်းမှာမိဘတွေဆွေမျိုးတွေအတိုင်းဝိုင်းတွေကဆင်းရဲလို့ငါကဆင်းရဲတယ်ခင်ဗျအဲ့စကားမပြောနဲ့ပါရိုက်မယ်နော်ဟဲ့ပါရိုက်မယ်ဘုန်းကြီးများမသိအောင်လို့ဟုတ်ပြီနော်အဲ့ဒါကြောင့်မပြောတာကျေးဇူးပြု၍ဟလားမိသားစုမှာတာဝန်ယူပေးပါဆင်းရဲတဲ့မိသားစုကမွေးလာလို့ကျွန်တော်ဆင်းရဲတယ်မဟုတ်ဘူးချမ်းသာနေတဲ့သူတွေသွားကြည့်ကြပါလားအောင်မြင်နေတဲ့သူတွေသွားကြည့်ပါလားသူတို့တွေကတကယ်ပါဆိုနှုံချတဲ့ဘဝနေမှာတက်လာတဲ့သူတွေကြီးပဲဂျက်ကီချမ်းပြောမလားဘာလဲဘရုစ်လီပြောမလားဘာသူပြောမလဲကြိုက်တဲ့သူပြောလိုက်နာမည်ကြီးတဲ့သူတွေအကုန်လုံးဟာဆိုရင်ဆင်းရဲသားတွေပဲနာမည် music မှာ Presley အရန်ဆင်းရဲတယ်သူ့အမေကိုမွေးနေ့လက်ဆောင်ပေးခြင်းလို့ဆိုပြီးသူတချင်းတက်ဆိုရင်အပြည့်ဆိုပါဆိုရင်တပြည့်ပြည့်နဲ့သူ့ရဲ့အစွမ်းဆောက်သူမြင့်နေတာလူတော်တော်များများပတ်စံများရဖို့တကြိုးစားတာမဟုတ်အစွမ်းစားမြင့်နေလေပတ်စံရလေမယုံကြည်ထားအစွမ်းစားရှိတဲ့သူနောက်မှာပတ်စံကလိုက်တယ်အစွမ်းစားမရှိတဲ့သူနောက်ကပတ်စံမလိုက်ဘူးဈေးပဲလိုက်တာဈေးဖြတ်ခံရတာအဲ့ကြတော့ခင်ဗျားတို့ကျွန်တော်တို့ကျေးဇူးပြု၍တန်ဖိုးနောက်လိုက်ပါဈေးနောက်မလိုက်နဲ့ကိုလည်းဈေးမဖြတ်နဲ့တကယ်ပါချမ်းသာခြင်းနဲ့ဆိုတာလူတွေအတွက်လုပ်ပါကိုသူ့ရဲ့ဒီ Presley ကကြတော့ဗာလဲအဆိုတော်ပိုင်းပါမနော်လားဘသူပဲပြော Michael Jackson နဲ့နာမည်ကြီးဟုတ်တယ်မလား तू ကလူမဲတရားလူမဲဆိုတာကကြ तू ကဗာလဲဆို तू ကအနှိမ်ခံတဲ့ဘဝလမ်းဘေးမှာပဲနေသူ့ဖေကသူ့ကိုစစ်သားဖြစ်စေချင်တယ် तू ကစစ်သားမလုပ်ချင်ဘူးသူက music ဝါသနာပါတယ်ဘာလဲခမလမ်းဘေးမှာဆိုရင်သူ့ရဲ့ခံစားချက်တွေ break dance မသိငါလည်းမသိငါခါနာတာဒါတော့အကျော်ဆွဲတာအာဘာချလာချလာအဲ့ကျွန်တော်Michael Jackson ဟလာ
အဲ့မျိုးတွေမိုက်ကယ်ဂျက်ဆင်ကလောက်သွားတာဆိုတာက तू ကအကောင်လုံးဘာလဲစင်ပေါ့ပါစင် king man မိုက်ကယ်ဂျက်ဆင်တော့မီးတဲ့တရားမှမရှိဘူးခံစားချက်တွေနဲ့ရတ်သားတွေနဲ့ပေါင်းပြီးကြတချင်းကိုလမ်းဘေးမှာရှိတဲ့လူသူတွေရဲ့ခံစားချက်တွေကိုကျိုးပဲ့နေတဲ့ဘဝတွေကို तू ကနေမှပြပြီးတော့စင်မော်ရောက်လိုက်တဲ့ခါမှာ break ချိုးပြီးတော့ dance ကသွားချုံဖဲ့ပြီးကသွားဘဝရဲ့လူမျိုးစုတစုရဲ့ခံစားချက်ဟာ तू ကနေမှတင်ပြတာ pop မှာဆို king ပဲဒါပေမဲ့ तू မှားသွားတာလားဘာလားမသိဘူးသူ့ကို तू ကသူများနဲ့သွားပြီးနှိုင်းရှင်လိုက်တာမတူတဲ့သူနဲ့သွားရှင်တာလူမဲကနေမှ तू က မဲတာကိုကျင်တတ်ပြီးလက်မခံလိုက်တဲ့အပိုင်းမှာဖြူလိုက်တာ operation ဝင်လိုက်တာဒီကုလုံးကဖြူသွားတာမျက်နှာတွေကဖြူပြီးတော့တမျိုးကြီးတော့ဖြစ်သွားတာအသားရည်တွေအကုန်လုံးဘာလဲဆိုရင်လဲလိုက်တာလဲလိုက်တဲ့ခါမှာအမဲကနေမှအဖြူရောင်တော့ပေါက်သွားတယ်လဲလို့မရတဲ့အပိုင်းတစ်ခုပဲရှိတယ်ဘယ်မှာလဲဆိုရင်နှာခေါင်းထိပ်နှာခေါင်းထိပ်က तू ကအဲ့မှာပါဆိုအမြဲတမ်းနန်တယ်အဲ့ကြောင့် Michael Jackson ဘယ်မှာနေလဲသိလားအိုးရဲဘာလဲအရန်ကိုအေးတဲ့အခန်းထဲမှာပဲနေရတယ်နေတဲ့ခါမှာကျတော့မိန်းကလေးတချို့ကတော့နည်းနည်းလေးအေးခံနိုင်တာပေါ့နော်သူနဲ့တူအဖော်လုပ်ပေးမဲ့သူကဒါပေမဲ့ကြားရှင်မခံနိုင်ဘူးယောက်ျားငယ်လေးနေတဲ့ခါမှာယောက်ျားချင်း homosexual ဘာညာကွေကပြဿနာတွေအများကြီးတက်တယ်ရုံးတွေပါတက်ရတယ်ဟုတ်ပြီနော်တကယ်အဖြစ်ပြက်တယ်နော်ပြီးရတဲ့တပြက်နဲ့သူအထီးကျန်ဆန်တယ်အဲ့နဲ့နောက်ဆုံးကျခုလို့မရတယ်ဒီမှာနှာခေါင်းထိပ်ပဲရှိုးပွဲတွေပါမလားပြန်ပြီးလာဝါတော့တချို့တွေဆိုဝါတော့မဲမူးလဲသွားတာမေ့လဲသွား Michael Jackson တော့သူ့ရဲ့ပွဲတွေဆိုအကျူးကျယ်ပါလား Michael Jackson ဝါ Superman very Superman သူကလည်းမလာပြီးဆိုနေတယ်သူကကမ္ဘာနာမည်ကြီးလေ pop singer လေအဲ့ကျသူ့ရဲ့ beast တွေတီးလုံးတွေတော့လဲMichael Jackson နောက်ကျတော့ဘာဖြစ်လဲနှာခေါင်းကနန်းလာတယ်မသေးခင်အနမ်းထွက်လာတယ်သေကန်နေမှာ Michael Jackson သူ့ကိုပြန်ပြီးလူတယောက်ကမေးတယ် Michael Jacksonမင်းလောကကိုဘာမှားခဲ့ခြင်းလဲမင်းဘာဖြစ်ခြင်းလဲမေးတဲ့ခါမှာ तू ကဘာပြောလဲဆိုရင်သူ့ရဲ့ဘဝကို तू သုံးသပ်ပြီးဘာပြောလဲဆိုရင် I just want to be a normal human person တာမန်လူတယောက်လိုနဲ့အပြည့်အဝအသက်ရှင်ပြီးနေခြင်းနဲ့ Michael Jackson ပြောတာတကယ် तू ကတာမန်အနေနဲ့လူသားတယောက်အနေနဲ့အပြည့်အဝအနေနဲ့အသက်မရှင်ခဲ့မိလိုက်ဘူး तू ကဘာလဲဆိုရင်ဒီကိုယ်လုံးပြောင်းလိုက်တာကိုဟာကိုဘွားကိုလက်မခံတတ်လို့ကိုဘွားအနေဖြစ်မှန်ကိုလက်မခံနိုင်တဲ့လူဟာသူများကိုအတုခိုးရင်နဲ့ဘဝမှာအတုတွေပဲရလာခိုးတာအတုလေအတုခိုးမှတော့ဘာရရလဲအတုပဲရတယ်အတုမခိုးနဲ့ကိုရဲ့ original style နဲ့နေစတိုင်စီမာပဲစီတာဖေမယ်ထမ်ပါအလားအဲ့ပါတော့ကိုစတိုင်နဲ့ကိုဒီဖုံလေးစီတာအစင်းပြေးပြီးတော့သူဘာသူစတိုင်နဲ့သူသွားနေတာဟုတ်ပြီနော်hello hi ဒီဖုံလေးစီတာအစင်းပြေးပြီးတော့နည်းနည်းမှတော့မချစ်နိုင်ရင်တနာပါအောင်ရှိကြတယ်သူစတိုင်နဲ့သူနေတယ်စတိုင်စီမှာပဲစီတာဖိမယ်သူကပြောတာဟုတ်လားအဲ့ကျကျွန်တော်တို့စတိုင်တော့မဟုတ်ဘူးလားကိုယ့်ရဲ့ဘဝမှာကိုယ့်ရဲ့ပင်ကိုအနေထားနဲ့မရှင်းတန်ပြည့်ရအဲ့ပေါ်မှာတိဆောက်ပါအခိုင်မှာအစုံလိုက်ပြီးအတူခိုးမနေနဲ့ဟိုအောင်လဲအားကြဒါအောင်လဲအားကြလုံမနေနဲ့ပြောချင်တာတန်ဖိုးရှိတဲ့သူကအတွင်းထဲမှာရှိတာတန်ဖိုးကအပြင်မှာမရှိဘူးတန်ဖိုးကအထဲမှာရှိတာတန်ဖိုးကဘယ်မှာရှိတာလဲထဲမှာပဲရှိတာမင်းဘာတွေစဉ်းစားနေလဲမင်းဘာတွေတွေးခေါ်နေလဲမင်းဘာတွေကိုမြင့်တင်ရေးလုပ်ငန်းတွေလုပ်နေလဲမင်းဒီအဖွဲ့အစည်းထဲမှာ MCC အဖွဲ့ထဲမှာမင်းဘယ်လိုပဲပေးဆက်နေကြလဲဘယ်လောက်ထိအနစ်နာခံနေရလဲဘယ်လောက်ထိမြအိတ်ကထရတော့လောဘဝအချိန်တော်လောပေးဆက်နေရလဲ idea တော်လောပေးဆက်နေရလဲအထင်းမြင်လွဲမှုတွေခဲနဲ့ပေါက်ခံရသခိုးလုံးကျဘာလဲဆွဆွဲခံမှုတွေဒါမှမဟုတ်ဘူးဆိုလဲအဲ့ဒါပဲဒီကောင်ကတော့အချိန်ကိုဖြုတ်နေဆိုလဲအပြောခံမှုတွေကိုရင်းနှီးပြီးတော့ကျတော့ခမရလူပေါင်းတစ်ခုကိုပြန်ပြီးတော့တန်ဖိုးနေတဲ့လူတယောက်ဖြစ်တန်ဖိုးရှိတဲ့လူတယောက်ဖြစ်တယ်နားလည်လားမှတ်ထားအပင်ပေါ်ကအသီးခဲနဲ့အပေါက်ခံရတယ်ကွာအပင်ထိပ်မှာရှိတဲ့အသီးခဲနဲ့အပေါက်ခံရတယ်အပင်အောက်မှာရှိတဲ့အသီးလမ်းလျှောက်သွားသူကကြည့်ပြီးလို့ကျတော့ဖင်လန်ကြည့်ခံရတယ်ပုတ်နေလားလို့နားလည်လားအပင်ပေါ်မှာရှိတဲ့အသီးကျော်ဘာလုပ်ခံရလဲလူတကခဲနဲ့ပေါက်ကြတယ်ဟိုမှာအသီးရောက်ချရောက်ပေါက်ရောက်ပေါက်မှာအသီးရောက်အောက်မှာရှိတဲ့အသီးကျော်ကြည့်လိုက်တယ်ကျတော့ကာပြီးတော့ဖင်လန်ကြည့်တယ်ပုတ်နေလားလို့
အောင်မှာအသိအဆင်ပြေတဲ့ team တွေနဲ့ခင်ဗျားကိုဖင်လန်ကြည့်မဲ့သူတွေအများကြီးပဲငါဘွားဒီတိုင်းပဲအဆင်ပြေပါတယ်ဒီလောက်တော့အဆင်မဟုတ်ဘူးခင်ဗျားရဲ့အစွမ်းစားရှိသလောက်ဘာလို့မဆိုရင်တက်ရအောင်မှာတီးရအောင်မှာအပင်ပေါ်မှာနေရအောင်မှာလူသားတို့ကိုအကျိုးပြုနိုင်တဲ့လူခင်ဗျားနေနဲ့ရက်တီရအောင်မှာဖင်လန်ကြည့်ခံပြီးတော့အောက်မှာမနေနဲ့ခင်ဗျားအဲ့ဒါကအဲ့လိုတခင်ဗျားကိုခေါ်ထားတာမဟုတ်ခင်ဗျားရဲ့ခေါ်တော်မူခြင်းဆိုတာကဘုန်းကြီးဖြစ်မှစစ်စစ်ဖြစ်မှခေါ်တော်မူခြင်းမဟုတ်ဘူးခင်ဗျားကိုလူသားတယောက်အနေနဲ့ဖန်ဆင်းပြတော့မှာအဲ့ဒီလိုလူသားကဘလို့ပြန်ပြီးအကျိုးပြုတဲ့လူသားလဲဆိုတာခင်ဗျားကိုခေါ်ပြ thank you ပါနော်လားမြစ်တရေလားမသိဘူး thank you အဲ့ဒါမြစ်တာနဲ့ပေးတဲ့ရေမြစ်တာရေအဲ့ဒါကြောင့်မို့စူးစမ်းပေးပါဘဝတဲ့ပဝင်းကျင်တွေအတိုင်းဝိုင်းတွေရက်တီပေးပါရက်တီပေးပါတန်ဖိုးရှိတဲ့လူတွေပါတန်ဖိုးရှိတဲ့ခရိယန်လူတွေပါခင်ဗျားတို့ကကျွန်တော်တို့ကအဲ့ဒါကြောင့်ဘုန်းကြီးဘာပြောနေလဲမပြောနဲ့ဒါတွေပဲပြောမှာပဲအဲ့ဒါတန်ဖိုးရှိတဲ့လူတွေအဲ့ကျတော့နံပါတ်1စပြီနံပါတ်1ကဘာလဲဆိုတော့ဆုံးဖြတ်ချက်ချရအောင်တခါတော့မှာတဲ့ခြံစည်းရိုးပေါ်မှာတဲ့ကြောင်ကလေး3ကောင်ရှိတယ်တဲ့ကြောင်ကလေး3ကောင်ရှိတယ်တဲ့နော်ခြံစည်းရိုးပေါ်မှာပါလဲဟိုဘက်မှာလဲကြောက်ဒီဘက်မှာလဲကြောက်ခြံစည်းရိုးပေါ်မှာကြောင်ဘယ်နှကောင်ရှိလဲကြောင်3ကောင်ရှိတဲ့ခါမှာအဲ့ထက်မှာကြောင်2ကောင်อ่ะတဲ့ဟိုဘက်ကိုခုံချဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်တယ်တဲ့နော်ဆုံးဖြတ်ချက်ချလိုက်တယ်အဲ့ကျတော့ကဲခြံစည်းရိုးပေါ်မှာကြောင်ဘယ်နှကောင်ကြံမလဲ3ကောင်စလုံးကြံတယ်တကောင်ပြောသူမှားတယ်ဆုံးဖြတ်ချက်ချပေမဲ့ခုံမခုံသေးတာဟုတ်လားခင်ဗျားဘွားမှာဒါလုံးမယ်ဆုံးဖြတ်ချက်တွေအများကြီးချပြီးခင်ဗျားထမှမလုပ်တာဒီတိုင်းပဲဖြစ်နေတော့ခင်ဗျားဆုံးဖြတ်ချက်တွေအများကြီးချခဲ့ပြီးပြီလေစူးစမ်းပါမယ်ဒါလုံးမယ်ဒီနှစ်ဒါလုံးမယ်ပထမလားဒုတိယလားရှောက်ပြီးရေးနေတာခင်ဗျားလက်တွေ့ဘာမှမလုပ်တာခင်ဗျားဘွားဒုံရင်မူရင်ဖြစ်နေတာခင်ဗျားကဘာမှခုံမချတာဆုံးဖြတ်ချက်ချတာတော့ဟုတ်ပါတယ်လုံမလုပ်တာဘာမှဖြစ်မလာဘူးဟုတ်လားကြောင်ဘယ်နှကောင်ကြံလဲ3ကောင်မဆုံးဖြတ်ချက်2ကောင်ကချလိုက်တယ်အဲ့ကျတော့ဘယ်နှကောင်ကြံလဲ3ကောင်ပဲဘာဖြစ်လို့ဆိုရင်ခုံမခမည်းဘောကလည်းအဲ့လိုပဲအဲ့ကြောင့်မဆက်ထိုင်အောင်အဲ့ဒါကြောင့်မို့တဲ့ဆုံးဖြတ်ချက်great decision is yours ဆုံးဖြတ်ချက်ကကိုယ့်ပေါ်ပဲမူတည်တယ်ခင်ဗျားပေါ်မှာပဲမူတည်တယ်ခင်ဗျားဆုံးဖြတ်ချက်ချပြီးတော့ကျတော့ခင်ဗျားလက်တွေ့ကြည့်မယ်ဆိုတော့ခင်ဗျားရဲ့ဘဝကိုတိုးတက်လို့လှုပ်လိုက်တာလေခင်ဗျားရဲ့စိတ်ဓာတ်ပဲလူများတွေကခင်ဗျားကိုကူပေးတာအများကခင်ဗျားကိုကူပေးတာခင်ဗျားကအဲ့ဒါကအဓိကမဟုတ်အဓိကခင်ဗျားတိုးတက်ရမှာကခင်ဗျားပဲဖြစ်တယ်ခင်ဗျားမိသားစုကိုခင်ဗျားဒီတစ်နှစ်မှာဒီတစ်လမှာဒီဘယ်နှလမှာလဲအဲ့ဒါဘလို့ပြန်ပြလက်တွဲသွားမှာလဲစီးပွားရေးဟာဒါပဲလားပုံမှန်လုပ်တာဒါပဲလားကျွန်တော်စီးပွားရေးတင်တဲ့ကျွန်တော်ပေးပါတယ်ကျွန်တော်လည်းစီးပွားရေးတင်တန်းပေးပါတယ်ဘယ်လိုလုပ်ပေးပြသွားလဲပြောပြမယ်ဘုန်းကြီးအနေနဲ့တန်တာမပြောနဲ့ကျွန်တော်ခင်ဗျားတို့ကျွေးတဲ့ထမင်းဟင်းစားပြီးတော့ခင်ဗျားတို့မဖတ်တဲ့စာအုပ်တွေကျွန်တော်ပို့ပြီးဖတ်ရတယ်ခုဒီမှာလာတာအစေခံပြီးလာတာကျွန်တော်အစေလာလောက်တာမဟုတ်အစေလာခံတာဘာလို့လဲဆိုခင်ဗျားတို့ကကျွန်တော်တို့ပါလဲဆိုဘုန်းကြီးတွေ brother တွေ sister တွေဆိုတာကခင်ဗျားတို့ကျွေးတာပေးတာစားရတယ်ဒါပေမဲ့ခင်ဗျားတို့ကအလုပ်လုပ်ရတယ်ခင်ဗျားတို့ကစာဖတ်ချိန်သိရှိမှာမဟုတ်ဘူးအဲ့ကြတော့ခင်ဗျားတို့မဖတ်သေးတဲ့ခင်ဗျားတို့တင့်တော်တဲ့စာအုပ်တွေကျွန်တော်တို့အများဖတ်ရတယ်များဖတ်ပြီးများဟောပေးနေတာဒါအစေခံပဲဟုတ်တယ်နော်အဲ့ကြတော့ကျွန်တော်ဘုန်းကြီးဆိုပြီးအထင်သိမ့်မကြီးပါနဲ့အစေခံတယောက်ပါပဲအဲ့ကြစီမွန်ရေးကဏ္ဍလာဖတ်တဲ့2000မှာ4ခုနှစ်တုန်းကလူငယ်တယောက်ကနေမှလာတယ် father ဘာလဲဆိုကိုတော့ပြောတာဟောတာအရမ်းမိုက်တယ်တဲ့ဒါပေမဲ့အိမ်လည်းပြန်သွားရောတင်တန်းလည်းပြီးရောအိမ်လည်းပြန်ရောဟဲ့ကောင်ဆန်ကုန်မြေလေးခွေးတောင်းစားလာနောက်ပြီးတော့အိမ်ကဆူလိုက်ရောတဲ့ဆူလိုက်တဲ့ခါမှာစိတ်တွေကျသွားတယ်ကိုတော့ဘာလုပ်ရမလဲဟာဒုက္ခပဲကိုတော့ဘာလုပ်ရမလဲကျွန်တော်ကိုလာမေးတဲ့ခါမှာအဲ့ချိန်ကစပြောအေးငါဘာမှတော့ပြောလို့မရငါစီးပွားရေးမသိဘူးအစကအဲ့လိုဖြစ်တယ်ငါတို့ဖုန်းတော်ကြီးတွေနဲ့စီးပွားရေးနဲ့ဘာဆိုင်လို့လဲပြောခဲ့တယ်တကယ်ဘာသာရေးရောလုပ်ပေးလို့လားဘာသာရေးလုပ်ပေးရဆိုကောင်းတယ်သူတို့ပေးတဲ့အလှူတွေကြောင့်ငါတို့ကပျော်ကြတယ်ခင်ဗျားတို့ရတဲ့ပေးတဲ့အလှူတွေကျွန်တော်တို့အရန်ပျော်တာယူတယ်အလှူငွေရရင်ကိုလည်းအဆင်ပြေတယ်လေဒါပေမဲ့ခင်ဗျားတို့အလှူငွေများပေးအောင်လို့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တာဝန်ရှိသေးတယ်
အဲ့ဒါကြောင့်ခင်ဗျားတို့မဖတ်တဲ့စာအုပ်တွေဖတ်ရတယ်ဖတ်ပြီးကြတော့ခုနပြောတဲ့သင်တန်းလေးတချို့တွေလိုက်ပြီးပေးတယ်အတွေးခေါ်အဲ့ခင်မင်းရင်းနေတာတဲ့တသနာလေးတွေပေါ့အတွေးခေါ်လေးတွေပေါ့လက်တွေ့စမ်းတာလေးလည်းနည်းနည်းပါတယ်သူ့ရဲ့ဟာနဲ့သူရှိတယ်အဲ့ကြတော့ပြောချင်တာအတိတ်မှာဘာလို့ဆိုကျွန်တော်တို့ service ကိုပေးရမယ်တန်ဖိုးရှိတဲ့သူဖြစ်မှာအဲ့ကြောင့်ဆုံးဖြတ်ချက်ကအဲ့လိုအသင်တန်းတွေတက်တယ်ပြောတယ်ဟောတယ်ဆိုပြီးတော့ကြားပြီးတော့ကျတော့ခင်ဗျားအားတွေရှိပြီးထလို့မလို့ရင်တော့ခင်ဗျားဒီမှာခုံမချသေးတာဘာမှတိုးတက်မှမဟုတ်သေးဘူးဆိုတာပြောချင်တယ်အဲ့ကြတော့ဆုံးဖြတ်ချက်ကအတွင်းထဲကနေမှထွက်လာရတာဖြစ်တယ်အဲ့ဆိုကိုယ့်ရဲ့ဘဝကိုဒီနေ့မနေ့ဖုန်းတော်ကြီးဘာလဲမြတ်တရားမှာပြောတာက change ပြောင်းလဲခြင်းဒီတိုင်းမှာပဲအဆင်ပြေပါတယ် chalta hai koi baat nahi hai အကုန်လုံး acha hai koi baat nahi hai ဟာလား dil sana musana ကလားလို့ပြောနေတာဟင်ဒီလိုပြောနေတာအိန္ဒိယမှာ9နှစ်နေတယ်လေအကျဉ်းသားမှာစားနေပါတယ်နည်းနည်းပါးပါတော့သင်ရတာပေါ့လေ့လာခဲ့ရပါတော့အဲ့ဒါ9နှစ်နေခဲ့ရဆိုတော့ဟာလားအကျဉ်းသားကလမလေးလည်းချိုးတယ်ဗျအမေအဲ့ကျွန်တော်တဲ့ဟာလား nothing happens without a decision to change ကြောင်းလဲဖို့အတွက်ဆုံးဖြတ်ချက်မချမချင်းဘာမှဖြစ်မလာဘူးတခါတော့ကပင်လယ်ကမ်းခြေမှာလူတယောက်က starfish ဆိုတဲ့ starfish ပေါ့နော်ဟို flying တစ်ခုတက်လာတဲ့ပြိုင်နေတဲ့သိန်းပေါင်းထောင်ပေါင်းများစွာရှိတဲ့starfish တွေကကမ်းခြေမှာကက်ကလာရေလှိုင်းပုတ်တုံးမှာအကောင်လေးတွေကက်ကလာတာအဲ့ကောင်လူအများကြီးရှိတယ် starfish ပေါ့နော်အဲ့တော့မှတယောက်ကနေမှဘာလို့ဆိုယူပြကြပြစ်တယ်ရေထဲကိုပြန်ထည့်တယ်ရေလှိုင်းပုတ်တစ်ခုလှုပ်လာတဲ့ပြိုင်နေတဲ့starfish တွေအများကြီးပဲတောင်မှာကက်ကလာတာယူတယ်ပြစ်တယ်အဲ့ဒီမှာလူတယောက်ကကြည့်ပြီးငါဘောကောင်ဒီလောက်ထိသိမ်းပေါင်းရှိနေတဲ့ starfish တွေကိုတကောင်ချင်းစီယူပြီးတော့ဗာလဲရေထဲကိုပြစ်နေတာဟဲ့ကောင်ဟဲ့လူခင်ဗျဘာလုပ်နာလို့ပုံမှန်ပဲဟိုတယောက်ကဂီးကိုမဆိုင်ဘူးပြစ်နေဟဲ့လူခင်ဗျကျွန်တော်ပြောတာမကြားဘူးလားဂီးမဆိုင်ပြစ်နေအဲ့ဒါပြီးလဲပြီးတော့အချိန်မှာပါလို့ဆိုရင်သူကတပြောလူထီတာဟဲ့လူဆက်ဆိုအဲ့ဒါကင်လိုက်ရောတကောင်ကင်ထားပြီးတော့ခင်ဗျဘာလုပ်နာလဲအကောင်တွေအများကြီးရှိတယ်ဟုတ်တယ်နော် starfish တွေအများကြီးပဲသိန်းနဲ့ချီပြီးတော့ရှိတာမှာခင်ဗျားကဘာလုပ်နာခင်ဗျားဘလို့လုပ်ရမှာမဟုတ်ပါဘူးလို့အဲ့ချိန်မှာကျတော့သူကနေမှာပါလဲဆိုသေးလားသိန်းချီတဲ့ဟာတွေအကုန်လုံးကငါမလုံနိုင်တောင်းမှာပဲဒီတကောင်အတွက်တော့ထူးခြားပြီပေါ့ကွာတဲ့နားလေလားလှုပ်เสียတွေအများကြီးရှိတယ်သိန်းနဲ့ချီလိုက်မယ်ဒါပေမဲ့ဒီတခြားတွေအကုန်လုံးမပြီးတော့မှပဲဒီတကောင်အတွက်ကတော့ဗာလဲထူးခြားအောင်လို့တော့ငါလုပ်မှာတဲ့နားလေလားအဲ့ကျတော့ starfish တွေအများကြီးရှိတဲ့ခါမှာသိမ့်လိုက်ချီပြီမဲ့အ ਨੇ ဆုံးတော့ကိုနိုင်တဲ့တာဒီလက်ထက်မှာရှိတဲ့တကောင်တော့ကတော့ထူးခြားအောင်လို့ငါလုပ်ပေးမှာပေါ့ဆိုပြီးတော့ရှည်ထဲမှာချပေးလိုက်တယ်ဘလို့မပြီးမှာမဟုတ်ပါဘူးဘလို့မဖြစ်မှာမဟုတ်ပါဘူးမပြောရနဲ့ခင်ဗျဖြစ်နိုင်တဲ့ဟာကိုပဲအရင်လုပ်လိုက်ပါလက်တွေ့ကြဖြစ်နိုင်တဲ့အရာကိုပဲလှုပ်လိုက်ပါလက်တွေ့ကြအဲ့ဒါကြောင့်စကားလေးတစ်ခွန်းပြောမယ်နားထောင်ဟုတ်လားလှုပ်ချင်တာတဲ့လှုပ်တဲ့ဒါတွေထဲကလှုပ်ချင်တာတဲ့လှုပ်တဲ့တာတွေထဲကလှုပ်နိုင်တာကိုအာသွန်ခွန်ဆိုင်စလုပ်ပါအဲ့ဒါခင်ဗျားတို့ဒီနေ့သတင်းစကားလေးပေးခြင်းတယ်လှုပ်ချင်တာတွေအများကြီးပဲလူတယောက်မှလည်းလှုပ်ချင်တာတွေလေအများကြီးပဲအဲ့မှာပဲရက်တန့်သွားတဲ့လူတွေအများကြီးပဲလှုပ်ချင်တာတွေအများကြီးပဲလှုပ်ချင်တာဟောလည်းလှုပ်ချင်တာလည်းလှုပ်ချင်အဆိုတော့လည်းလှုပ်ချင်မိမိကိုလည်းတချင်းပေးမိမိလည်းတချင်းလည်းဆိုချင်တာမိမိလည်းကချင်တာပြီးရင်တခုပြီးတခုကီးပုတ်တီအုပ်ခလုံးလိုက်တီးချင်တာမဟုတ်ဘူးလှုပ်ချင်တာထဲပါလဲ
လုံးတင်တာတွေတဲ့လုံးတင်တာလဲအော်ရတာလွဲတယ်ဟဲ့ MCCM အလကဘာမှအသုံးမချဘူးလုံးနေတဲ့သူတွေကလည်းဒီလိုလုံးတင်တယ်ဒီလိုလုံးတင်တယ်ဒီလိုမလုံးတင်ဘူးဒီလိုမလုံးတင်ဘူးအော်နေတဲ့သူတွေအများကြီးပဲအော်တဲ့ကောင်တွေအလုံးမလုံးဘူးစိတ်ချအော်နေတဲ့သူတွေအော်ပဲအော်နေဟုတ်တယ်မလားသူများကိုလက်ညှိုးထိုးပြောရတာလွယ်တယ်ကွာလုံးတင်တာတွေပဲအော်တဲ့သူတွေကလူကောင်းတွေဟုတ်ချင်မှဟုတ်မှာဒါပေမဲ့လုံနိုင်အဓိကပါလဲဆိုရင်လုံနိုင်တာကိုဟုတ်တယ်မလားလုံတင်တာတွေလည်းအများကြီးရှိတယ်မလားဒါပေမဲ့လုံနိုင်တာကိုအားသွန်ခွန်ဆိုင်စလုပ်ရမယ်အဲ့ဒါပဲအရေးကြီးတယ်ခမဘဝတိုးတက်ခြင်းလားခမဘဝပြောင်းလဲခြင်းလားအဲ့ဒါကဖတ်လိုက်ရအောင်လှုပ်ချင်တာထဲလှုပ်တင်တာတွေထဲကလုံနိုင်တာကိုအားသွန်ခွန်ဆိုင်လုပ်အဲ့ဒါကြောင့်ခမအတွင်းထဲခမဘာလုံနိုင်လဲခမဘာလုံနိုင်လဲအရေးကြီးတယ်ခမလှုပ်ချင်တာတွေလှုပ်တင်တာတွေခမဘေးပဲလိုက်ကျွန်တော်ဘာမှမလုံနိုင်ဘူးမပြောနဲ့မင်းလုံနိုင်တာကဘာလဲလုံနိုင်တာကိုစလုံးအမိုင်လေးကောက်လို့ရရင်ကောက်လိုက်ပကဆေးလို့ရရင်ဆေးလိုက်အပြုံးလေးပေးလို့ရရင်ပေးလိုက်အနမ်းလေးပေးလို့ရရင်sorry အနမ်းမသိဘူးဘွားလှုပ်ချင်တာထက်လှုပ်တင်တာတွေတဲကလုံနိုင်တာကိုအားသွန်ခွန်ဆိုင်စလုပ်ပါပြောမယ်အဲ့ဒါခင်ဗျတိုးတက်ခြင်းရဲ့အစပဲပြောင်းလဲခြင်းရဲ့အစပဲခင်ဗျလှုပ်ချင်တာတွေအများကြီးရှိရခင်ဗျစဉ်းစားလိုက်အောင်လှုပ်တင်တာတွေလည်းအများကြီးရှိရစဉ်းစားလိုက်အောင်အဲ့ဒီထဲမှာခင်ဗျလုံနိုင်တာပဲလုံနိုင်တာကိုပြန်ပြီးအားသွန်ခွန်ဆိုင်လုပ်အဲ့ကြောင့်မို့တဲ့နော်ကျွန်တော်ဘဝမှာသင်ခန်းစာယူရအောင်တဲ့လုံနိုင်တာဆိုတာကအချိန်နဲ့ခါကျ Greek philosopher Heraclitus ကဘာပြောလဲဆိုတော့ကျွန်တော်ရေထဲမှာနှစ်ခါနင်းလို့မရဘူးတဲ့ဘယ်ရေပေါ်မှာနှစ်ခါနင်းလို့မရဘူးရေရပါလဲဆိုရင်စီးသွားတယ်အခွင့်အရေးကိုရှာကြံပြီးလှုပ်တက်ရမယ်အခွင့်အရေးကိုရှာကြံပြီးအခွင့်အရေးမလွတ်စေတဲ့တန်ဖိုးရှိတဲ့သူကိုလှုပ်ဖို့အစေခံမှုအလုပ်ကိုလှုပ်ဖို့တွေ့တဲ့နေရာမှာမြင်မြင်လှုပ်လိုက်ပါဒါပဲအခွင့်အရေးနှစ်ခါလာခြင်းမလာမယ်မတူညီတဲ့အခွင့်အရေးတွေတော့လာမယ်အဲ့ဒီတစ်ခုတည်းသောအခွင့်အရေးကလွတ်ရင်လွတ်သွားလိမ့်မယ်စောစပါဘဝကိုစောတိုးတက်အောင်လို့စပြီးဆုံးဖြတ်ချက်ချပါမြန်ဆန်လုပ်ပါမြန်ဆိုတော့ဟိုလိုမြန်တာမဟုတ်ဘူးဘဝရဲ့ဆုံးဖြတ်ချက်တွေကိုအမြန်ဆုံးချပါအဲ့ဒါဆုံးဖြတ်ချက်ကိုချနိုင်လို့ဒီနေ့ခေါင်းစဉ်သင်ပေးတယ်အဲ့ဒါမှ what is change ပြောင်းလဲခြင်းဆိုတာဘာလဲတခါတော့အားတဲ့လူတယောက်ရှိတယ်တဲ့तू ကလောကကြီးကို तू ကအရန်ပြောင်းလဲခြင်းတဲ့လူတယောက်အရန်ပြောင်းလဲခြင်းတဲ့လူတယောက်ကတည့်ရဲ့ကျွန်တော်ဘာလို့ဆိုသူနဲ့မှာဘာလို့ဆိုငငယ်ရွယ်နဲ့ तू ကလည်းအတမန်နဲ့ဖြတ်လက်တယ်ပြောတယ်စောတယ်ဟောတယ်အဲ့ဒါ तू နိုင်ငံခြားကိုသွားပြီးတော့ကျွန်တော်ပညာတော်တွေသင်တယ်အသက်ကဘယ်နှစ်လဲဆိုတော့ तू 35လောက်မှ तू ပညာတွေတက်လာပြီကြောဟောတယ်ပြောတယ်ပြီးတော့ကဘာပတ်ဟောမယ်ဆိုပြီးသွားတယ်ကဘာကြီးကတူပဲရန်ဖြစ်တဲ့နိုင်ငံရန်ဖြစ်နေတော့မယ် fighting ဆွဲနေတဲ့နိုင်ငံ fighting ဆွဲနေတော့မယ်ဘယ်သူမှသူ့စကားနားမထောင်ဘူး तू ကတော့အော်တာ तू ကအသက်45ရောက်သွားတယ်အသက်45ရောက်တော့ကဘာပတ်ပြီးတော့တရားဟောလဲအလကားပဲဘယ်သူမှငါစကားလဲနားမထောင်ကြဘူးပေါ့နော်ဒီလိုနဲ့စိတ်တက်ကြပြတော်ပြီတဲ့ငါနိုင်ငံငါပြန်ပြီးဟောတော့မှာဆိုပြီးတော့သူ့နိုင်ငံကိုပြန်ပြီးတော့ပါဟောတယ်တဲ့အသက်45နှစ်မှာ9 နှစ်ကြာလာတယ်သူ့နိုင်ငံပုံမှန်ပဲခိုးမြဲပဲရိုက်ပွဲပဲပြည့်စွေသူဟာဗာလဲဘာမှသူ့နိုင်ငံမတိုးတက်ဘူးအုပ်ချုပ်တဲ့သူကလည်းပုံမှန်ပဲဘယ်သူမှလည်းသူပြောတာလည်းမထီရောက်တဲ့ခါပဲသူစိတ်တက်ကြအသက်က50ရှိပြီတော်ပြီငါနိုင်ငံမဟောဘူးငါမြို့ကိုငါဟောမယ်တဲ့သူနေတဲ့မြို့မှာလိုက်ပြီးပတ်ပြီးဟောတယ်ဘယ်နှစ်ရှိနေပြီလဲအသက်50သူ့မြို့ဟောတယ်တဲ့နောက်ထပ်9 နှစ်ဟောကြည့်ရတဲ့သူ့မြို့ကလည်းဘာမှမပြောင်းလဲဘူးတော်ပြီငါမြို့ပါငါမဟောတော့ဘူးငါဘာသာရွာပဲငါသွားဟောရမယ်မွေးခဲ့တဲ့ရွာဆိုရွာမှာသွားဟောတယ်တဲ့ရွာတကြီးကလည်းတမျိုးပဲဘာမှအဆင်မပြေအဲ့တော့9 နှစ်ပဲဆို55ရောက်သွားတဲ့ခါမှာလဲရွာတကြီးကလည်းအဆင်မပြေဘူးတဲ့အဲ့ဒါပြည့်တဲ့60ရောက်တဲ့ခါမှာကျတော့ဘာလဲဆို55မှာကျတော့စပြီးဟောတယ်ပါမရငါမိသားစုငါဟောမယ်ဆိုပြီးစဉ်းစားလိုက်တဲ့ခါမှာတားရေလာခဲ့ဟဲ့လို့ခေါ်တဲ့ခါမှာတားမအားသေးဘူးသမီးရေသမီးကဟောဖြစ်တာသူသားသမီးတော်မှာသူစုလို့မရတော့အသက်လည်းဘယ်နဲ့ဆိုရင်55ဟုတ်လားမရတော့တဲ့ခါမှာကျတော့သွားပြီနောက်ဆုံးကျသူသားသမီးတော်မှာသူမရတော့ဘူးအသက်က60တဲ့ကျမကြီးကစဖောက်လာတယ်တဲ့ဂရေမော်လဲရောက်ကြတော့သူ့အနေနဲ့တော်တော်လေးကိုယူကျုံမရဖြစ်တယ်တဲ့ငါမှားသွားခဲ့တယ်တဲ့ဘာလဲသိလားတဲ့ကဘာကြီးကိုဟောဖို့ငါစူးစမ်းခဲ့တယ်နိုင်ငံပတ်ပြီးဟောဖို့ငါစူးစမ်းခဲ့တယ်
မြို့မှာဟောဖို့စ조사ခဲ့တယ်ရွာမှာဟောဖို့စ조사ခဲ့တယ်မိသားစုမှာဟောဖို့စ조사ခဲ့တယ်တကယ်ဟောရမှာကငါကိုငါဟောရမှာတဲ့ငါကိုငါစပြီးပြောင်းလဲရမှာတဲ့ငါကိုငါပြောင်းလဲခဲ့တဲ့ရှိတော့ခုငါတည်တဲ့အချိန်မှာပြောင်းလဲတာငါတွေ့ကြပေါ့တွေ့ရလိမ့်မယ်ဒီလိုနဲ့သူအသက်ထွက်သွားတယ်ညီလေးညီမလေးတွေမင်းတို့ဖြစ်ခြင်းနဲ့အိမ်မက်တွေမင်းတို့ဖြစ်စေခြင်းနဲ့မင်းတို့ဖြစ်စေခြင်းနဲ့ငါဖြစ်တဲ့နေပြောတော့မလားဖြစ်စေခြင်းနဲ့အဖွဲ့အစည်းတွေလူပေါင်းမှာရှိစေခြင်းနဲ့ဆိုရင်ခမည်းရင်စပြီးပြောင်းအောင်နားထောင်တဲ့သူတွေကစပြီးပြောင်းအောင်ခမည်းမိသားစုကိုပြောင်းလဲစေခြင်းနဲ့အဖေကကျွန်တော်မချစ်ဘူးမင်းချစ်အောင်မနေတာမင်းကိုချစ်အောင်လုပ်နေလေကျွန်တော်တို့အိမ်စင်းရဲတယ်မင်းမထမလုပ်တာမင်းစင်းရဲမှာပေါ့ကျွန်တော်အမြဲတမ်းမြန်မာပြည်မှာရှိတဲ့မြန်မာပြည်တပြည်လုံးပတ်ပြီးဟောလေးရှိပါတယ်လူငယ်တွေပြောလေးရှိတယ်အိမ်သားတွေလေအိမ်နဲ့ထည့်နိုင်တဲ့အဆင့်ရအောင်ကြိုးစားလို့ပြောတယ်အိမ်နဲ့အဆင့်ဆိုတာဘာရိုးဘာလဲကျွင်းတူးထပ်ပြီးနန်းစော်နေတဲ့အိမ်ထဲမှာထည့်ရပါမလားအဲ့ဒါဘာလဲအိမ်ထဲမှာထည့်တဲ့အိမ်သားဘာတော့ရေလောင်းအိမ်သားထရံနဲ့လုပ်လို့ရလားဘာနဲ့လုပ်လို့ရရေလောင်းအိမ်သားအနည်းဆုံးတော့အုပ်ဟုတ်တယ်မလားအဲ့ကျတော့အိမ်သားကိုအိမ်နဲ့ထည့်တဲ့အဆင့်ဆိုတာကအဲ့ဒါအုံတိုက်အိမ်ဖြစ်အောင်လို့စောက်လို့ပြောတာအတူတူပဲအဲ့ကြောင့်အိမ်သားတွေကိုအိမ်ထဲမှာထည့်နိုင်လို့စူးစမ်းပေးပါအိမ်အမိုးပေါက်တာဘယ်သူမှအပြစ်မတင်ပါနဲ့ကိုပဲအပြစ်တင်ပါအဖေလှုပ်လိုက်မယ်အဖေမလှုပ်ဖက်နဲ့မင်းကိုလုံးဝမဖိုင်နေအများကြီးရှိသေးတယ်အသက်ရွယ်ရမြမိုးထိုးနေပြီအသက်ရွယ်ရမြ25 30တောင်မှရောက်နေပြီဘာမှပေါက်ရအောင်မဖြစ်သေးဘူးသူများကိုလက်ညှိုးထိုးနေရကြားတယ်မထိုးတော့နဲ့ကိုစလို့ကိုစပြီးပြောင်းလဲဆုံးဖြတ်ချက်ချ decision စပြီးချဆုံးဖြတ်ချက်ချပါလို့ပြန်ပြီးတော့အခုပြောချင်တယ်အဲ့ကြောင့်မို့တဲ့ကဘာကြီးကိုပြောင်းလဲချင်တယ်ဆိုရင်ကိုအရင်စပြီးတော့မလုပ်မှလဲပြောင်းလဲရမယ်အဲ့ကြောင့်မို့တဲ့ဟလားလေးချက်တွေပြောမှနောက်ထပ်လေးချက်အဲ့ဒါဘာလဲဆိုရင်ဆုံးဖြတ်ချက်ချဖို့အတွက် decision number 1 English လို့ရေးထားတာပါနော် a decision even if it is wrong is a positive beginning and a sign of growth အဲ့ဒါ progress ပေါ့နော်ဟလားဆုံးဖြတ်ချက်ကိုချတဲ့အခါမှာတဲ့မားနေတဲ့ဆုံးဖြတ်ချက်ဖြစ်ပါစေအောင်တဲ့အဲ့ဒါကအပြုသဘောဆောင်သေးတယ်တဲ့ဆုံးဖြတ်ချက်ချတဲ့အခါမှာမားရင်မားသွားပါစေအောင်ဟုတ်တယ်နော်ဆုံးဖြတ်ချက်ရှိတဲ့သူနဲ့ဆုံးဖြတ်ချက်မရှိတဲ့သူဟာအယံကွာနေပြီတဲ့ဆုံးဖြတ်ချက်နဲ့နေတယ်ခံယူချက်ပေါ့ဘာမှလို့ကြောက်ဟုတ်လားခံယူချက်နဲ့နေတဲ့သူနဲ့ခံယူချက်မရှိမှနဲ့လောကမှာအသက်ရှင်နေတဲ့သူကတခြားစီကွာတယ်အဲ့ဒါပဲအလုတ်သမားစိတ်သက်ရှိနေတဲ့ရွေးအဲ့တယောက်ကအလုတ်သမားဖြစ်နေမှာအလုတ်ရှင်စိတ်သက်ကိုမွေးလာတဲ့နေမှာကိုအလုတ်ရှင်ဖြစ်နေပြီယုံစမ်းမှာကျွန်တော်ပြောတဲ့စီးပွားရေးအုံတော့အလုတ်သမားစိတ်သက်ရှိနေတဲ့ရွေးအလုတ်သမားပဲဖြစ်နေအောင်မှာအလောက်ရှင်စိတ်သက်မမွေးနိုင်လို့ကိုကအလုတ်သမားဖြစ်နေတာအလောက်ရှင်စိတ်သက်မွေးနိုင်တဲ့တရက်ခင်ဗျားသိရဆိုခင်ဗျားအလောက်ရှင်ဖြစ်ကိုဖြစ်စေရမယ်ဂျုံစမ်းမှာခင်ဗျားရဲ့စိတ်သက်ကအလုတ်သမားစိတ်သက်နဲ့မနေနဲ့ဘယ်နေရာပဲနေနေဒီမှာပဲနေနေမြန်မာပြည်ပဲနေနေအမေရိကမှာပဲနေနေကြိုက်တဲ့နေရာနေအလောက်ရှင်စိတ်သက်နဲ့နေအလုတ်သမားစိတ်သက်နဲ့မနေနဲ့ change နှလုံးသားတဲ့ဘဝထဲနေမှာလှုပ်သမ်းမှာပြောင်းလဲလိုက်စမ်းမှာအလုတ်သမားစိတ်သက်ရှိတဲ့၍အလုတ်သမားပဲဖြစ်မှာအကောင်းဆုံးစူးစမ်းတော့မှာပါအကောင်းဆုံးအလုတ်သမားပဲဖြစ်မှာဘာဖြစ်လို့အကောင်းဆုံးအလုတ်ရှင်မဖြစ်ရတာလဲခင်ဗျားကိုပြောနာတော့အကုန်လုံးကိုပြောနာတော့လာပြီးဆဲတာလေငါပေးပြီးတော့ဆဲခံတာလှုပ်စမ်းပါဗျာအလုတ်ရှင်စိတ်သက်ဆိုတာကအဲ့ဒါကဘာလို့ဆိုငါပိုင်တယ်ဒီအလုတ်ကငါအလုတ်လို့ခံစားရတယ်ငါကိုယ်တိုင်ပြပြီးလူတွေမွေးပြကြအလုတ်ရှင်စိတ်သက်ဖြစ်လို့အလုတ်ရှင်ဖြစ်လို့စူးစမ်းမယ်ဆိုတဲ့စိတ်သက်မျိုးကိုကြိုက်တာအဲ့မျိုးဖြစ်ရမှာအလုတ်သမားကျတော့အလုတ်လာစားပဲကြလာစားပဲပြီးတော့ဘယ်တော့မှမတိုးတက်နိုင်တော့ဘူးအဲ့ဒါကျတော့အလုတ်စူးစမ်းလေအလုတ်သမားအကောင်းတဲ့အလုတ်သမားပဲဖြစ်လာတာမဟုတ်ဘူးစိတ်သက်မျိုးကအလုတ်ရှင်ရဲ့စိတ်သက်မျိုးရအောင်လို့ယူအတူခိုးခိုင်းတာမဟုတ်ဘူးအလုတ်ရှင်စိတ်သက်ထားမှာ
你那谁那等下才云游不？好比啦，哎，怎么？上片切开有切，这卡这里马刚马人马里面，啊，比如多包上马比，多啥比多的马比的，不是马切。好比啦，啊，就说 a decision even if it is wrong， 马多个的许多张马呗，比如多包啥比上的马比的。人家生干也得拍个古米啊奶，咋不啦？爱来马也来半片内容，苏个黑哦。ကိုရောချလို့ငါပဲဖြစ်သည်တည်သောစိတ်ရှိစေကြလောချစ်တဲ့ရှင်ပေထရူပါလန်းလာမဲ့လန်းသွားစေဒီလှိုင်းလုံးနေကြောက်လို့နေမြုပ်ဆဲမှာကိုရောကဲမှာပါပြီးတာဟုတ်လားအဲ့ဒါကဘာလဲဆိုရင်ရေပေါ်မှာလမ်းလျှောက်တာရေပေါ်မှာလမ်းလျှောက်တာသခင်ဖျားကိုကြည့်ပြီးလိုက်ပြီးစူးစမ်းနေတာကျွန်တော်ခုလေထဲမှာလမ်းလျှောက်ပြမယ်ခဏနော်ကျွန်တော်နည်းနည်းကျင့်ထားတာရှိတယ်ဒီနေ့မှာခင်ဗျားစီကိုလာခဲ့မယ်ဟုတ်စပွဲပေါ်ကျွန်တော်သွားပြမယ်နော်ကြည်ထားနော်မရရေပေါ်မှာလမ်းလျှောက်တယ်ပီတာရေပေါ်မှာလိုက်ပြီးလမ်းလျှောက်တယ်နေ့ခါနေ့လိုင်းလုံးရှိတဲ့အခါမှာအာယုံပြတ်တဲ့အခါမှာ तू မရအောင်ဖြစ်သွားတယ်ဒါပေမဲ့ तू တခုခုတော့ရှောက်ခဲ့ပြီးပြီခင်ဗျာလေပေါ်မှာလဲလမ်းလျှောက်နိုင်လို့ဖြစ်အောင်လို့လုပ်လို့ရပါတယ်လုပ်ကြရအောင်မှာမဖြစ်နိုင်ဘူးမပြောနဲ့ကြောက်မလား तू များလိုက်ပြီးမချောင်းနဲ့ကြမယ်မဟုတ် तू ဖြစ်နေဖြစ်သွားမှာအဲ့ကြောင့်စူးစမ်းကြည့်ပါတဲ့ဟလားပီတာကပါဆိုရင် तू ဆုံးဖြတ်ချက်ကိုချတယ်ရေပေါ်မှာလမ်းလျှောက်နိုင်အောင်လို့ तू စူးစမ်းခဲ့တယ်အဲ့ကြောင့် तू ကဒူပါလေငါတို့ရဲ့အသင်းတော်ပေါ်မှာသူ့ပေါ်မှာပီတာတော့ပါလေအဲ့ပေါ်မှာတင်ပါလေသာသနာကိုပြန်ပြီးတိဆောက်ထားတာမမားနိုင်ဘူးနံပါတ်1 wrong decision can be corrected နည်းနည်းပါရေးရမလားမသိဟုတ်လားနံပါတ်1ခုနကမားတဲ့ဆုံးဖြတ်ချက်ဟေးလိုက်ရေးမယ်ဖြစ်ပါစေအပြုသဘောစောင်းပါတယ်ဟုတ်လားမှားတဲ့ဆုံးဖြတ်ချက်ဖြစ်ပါစေအပြုသဘောစောင်းပါတယ်နံပါတ်2မှားနေတဲ့ဆုံးဖြတ်ချက်ပြင်လို့ရတယ်မရှိတဲ့ဆုံးဖြတ်ချက်ပြင်လို့မရအောင်ပြင်ပေးလို့ကဲကြည့်အောင်နော်မှားတဲ့ဆုံးဖြတ်ချက် wrong decision could be corrected မှားနေတဲ့ဆုံးဖြတ်ချက်ဆိုတာကပြင်ပေးလို့ရတယ်ဒါမှားနေတော့ဒါမှားနေတယ်ဆုံးဖြတ်ချက်မရှိတဲ့သူတွေဘာမှပြင်ပေးလို့မရဘူးခင်ဗျားစီမှာဆုံးဖြတ်ချက်ရှိမှမရှိတာအမှားလည်းမရှိဘူးအမှန်လည်းမရှိဘူးပြင်ပေးလို့မရဘူးအဲ့ဒါကြောင့်ခင်ဗျားကတိုးတက်ချင်တဲ့သူဆိုရင်ဆုံးဖြတ်ချက်တစ်ခုခုတော့ရှိရမယ်အဲ့ကျွန်တော်ဖတ်လိုက်ရအောင်ဗာလဲအဲ့ဒါပဲအဲ့ကြောင့်ခင်ဗျားလေဆုံးဖြတ်ချက်ရှိပါမှားရင်ကိစ္စမရှိသေးဘူးဟုတ်ပြီလားပြည့်စင်လမ်းညွှန်မှုဆိုတာတဲ့လှုပ်ရှားနေမှပေးလို့ရတာတဲ့လမ်းညွှန်မှုကိုလာပြီးခံတယ်ဆိုတာကခင်ဗျဒီတင်တန်းလာကြီးခင်ဗျစီမှာဘာမှမလှုပ်ရှားဘူးအေးစစ်နေတဲ့သူကခင်ဗျအဲ့ဒါဘာမှမဖြစ်ဘူးတကယ်လှုပ်ရှားနေရသွားလာနေတယ်တက်ကြွနေတယ်ဒါမှမဟုတ်ဆိုတော့ခင်ဗျဘာလဲလှုပ်ရှားနေအသက်ဝင်နေသူတွေကျလမ်းညွှန်မှုပေးလို့ရတယ်အဲ့ဒါကြောင့်ကျမ်းစာကလေအသက်ရှင်တော်သူများအတွက်ဖြစ်တယ်အသက်ပေးနှုတ်ကပတ်တော်ဆိုတာကသေတော်သူများအတွက်မဟုတ်ဘူးအသက်ရှင်ပြီးတော့လှုပ်ရှားသေးတော်သူများအတွက်လမ်းညွှန်ပေးတာ
တမန်ကျမ်းစာကိုလိုချင်တဲ့သူတွေတန်းထားချင်တဲ့ကောင်းမြတ်ချင်တဲ့သူတွေအဲ့လိုရှိတဲ့သူတွေဆန္ဒရှိတဲ့သူတွေအတွက်ပဲအသက်ပေးနှုတ်ကပတ်တော်ဖြစ်တယ်သင်းနေတော်သူများကိုဘာမှလုပ်လို့မရတော့ဘူးအဲ့ကြောင့်မို့အသက်ပေးနှုတ်ကပတ်တော်ပို့ပြီးရှင်းသန်စေတယ်လမ်းညွှန်မှုဆိုတာကလှုပ်ရှားနေမှပေးလို့ရတာခင်ဗျဆုံးဖြတ်ချက်ခင်ဗျမသေးသေးဘူးအသက်မထွက်ခင်မသေးနဲ့နံပါတ်3နံပါတ်4ဆုံးဖြတ်ချက်မပါပဲဆုံးဖြတ်ချက်မရှိပဲဘယ်သူမှဘာမှမလုပ်နိုင်ဘူးတဲ့ဆုံးဖြတ်ချက်မရှိပဲဘယ်သူမှဘာမှမလုပ်နိုင်ဘူးကျေးဇူးပြုကျွန်တော်အများကြီးမပြောတတ်ပါဘူးအများကြီးမဟောတတ်ပါဘူးအချိန်ကစီးတော့မထင်နဲ့ဟုတ်လားစီးပြီးထင်တယ်ခေါင်းလောင်းတယ်ကြာဟုတ်လားโอเคနည်းနည်းပါးပါးတီးပေးတဲ့တာဝန်ဝတရားဆရာမပြောနေပြီတီးပေးလိုက်အော်9မိနစ်ကျန်သေးတယ်ဟုတ်ပြီဖတ်လိုက်ရအောင်ဘာရေးထားလဲဆုံးဖြတ်ချက်ကဲအစားဆုံးဖတ်လိုက်ရအောင်နံပါတ်1ကဘာလဲVery good. Thank you. Thank you ဆိုတော့လက်ခုပ်မတီးသေးနဲ့ဟလားအဲ့ကြတော့ခုကျွန်တော်တို့အားလုံးဘဝကိုဆုံးဖြတ်ခြင်းနဲ့ရှင်သန်တတ်ပါစေအသက်ရှိတဲ့သူများဖြစ်ပါစေတန်ဖိုးရှိတဲ့သူများဖြစ်ပါစေအဲ့ဒါကအရေးကြီးပါတယ်အဲ့ကြောင့်ကျွန်တော်အနေနဲ့နောက်ဒီအချက်၄ချက်ကိုပဲပြင်ပြီးတော့ကျွန်တော်ဝင်ငှပေးခြင်းဖြစ်ပါတယ်ကျွန်တော်တကယ်ပြင်ထားတာအများကြီးရှိတယ်ကျွန်တော်စီမှာဆို personality development test ဆိုတဲ့ဘာလဲ test မဟုတ်ပါဘူး personality development course ပေးလို့ရတယ်အဲ့ဒါတပတ်ကြာတယ်တပတ်လုံးလုံးကိုသင်တန်းပေးလို့ရတယ်သင်တန်းပေးပြီး exercise တွေနဲ့ဘာလဲ workshops တွေနဲ့အများကြီးလုပ်ပေးလို့ရတယ်နောက်တခြား topics တွေလည်းအများကြီးရှိတယ်ဒါပေမဲ့ခုခင်ဗျားတို့ကျွန်တော်ဒီမှာ decision making ဆိုတဲ့ပုံစံလေးနဲ့ပဲဘဝကို transformation ဒီဘက်မှာကဘာလဲဆိုရင် formation เนาะလားအဲ့ဒါဘဝတစ်ခုခုအကျိုးမြတ်ရစေခြင်းလို့ဆိုပြီးကျွန်တော်အချက်အနှမ်းငယ်ကိုပြန်ပြီးတော့လေးလေးနက်နက်ပဲပြန်ပြီးတော့ဟို heart tea ဆိုတာပြန်ပြီးဖြည့်ရှင်းချက်ပေးထားခြင်းဖြစ်ပါတယ်အဲ့ကြတော့မားတဲ့ဆုံးဖြတ်ချက်ဖြစ်ပါစေပြန်ဖတ်လိုက်အောင် Very good ဟလား Okay ခဏလေးနော်အကြတော့ဒါလေးကိုနည်းနည်းတွန်းပေးမယ်ဖတ်တော့ညောင်းလောက်ပြီးချင်းတယ်ဟလားမတက်ရမှအကာလေးတစ်ခုလုပ်မယ်နော် So thank you Okay နည်းနည်းမတက်ရမယ်ဘာလဲဟိုအဖွဲ့အကားတဲ့အဖွဲတက်ပေးပါ